ဖူရန်တကူပြတ်ကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ရွှေရန်ရေးဒီနေ့အကိုတို့ဖူရန်တကူပြတ်တွေအတွက်အထူးစီစဉ်ထားရတာပေါ့နော်ဒီလိုလှပတဲ့ရှုခင်းလေးနဲ့ပေါ့နော်ဒီဖူရန်တကူပြတ်တွေကိုဘယ်လိုတင်ဆက်မလဲဆိုတာကိုအကိုအရင်ဆုံးပြောပြခြင်းသေးတယ်ခင်ဗျာဟုတ်ကဲ့ပါကိုပြောပြပါအောင်ဒီနေရာလေးကတော့ပြောအမရပူရရဲ့အထင်ကြီးကနေရာပေါ့နော်ဥပိန်တရာပေါ့နော်ဥပိန် bridge လို့လည်းခေါ်တာပေါ့နော်ဒီနေရာဒီဥပိန် bridge ကပေါ့ဒီဥပိန်တရာပေါ့နော်ဥပိန်တရာဟာဆိုလို့ရှိရင်ဒီတန်ဒီလောကမပါဘဲနဲ့စောက်ထားပြီးတော့မှနှစ်ပေါင်းများစွာပေါ့ကြာရှည်ခံနေတဲ့နော်အထင်ကြီးကဒီရာတစ်ခုပဲလေနောက်ခါကျ tourist တွေဆိုလို့ရှိရင်လည်းအရန်သဘောကျရဲ့ဒီနေရာကိုအဲကျတော့အကိုတို့ဗမာပြည်ပေါ့လို့ရှိရင်မန္တလေးကိုလာမဆိုလို့ရှိရင်အမရပူရပေါ့နော်အမရပူရကိုလာမဆိုလို့ရှိရင်တော့ဒီလိုဥပိန်တရာကိုအရင်ဆုံးသူတို့ရောက်အောင်လာကြရတယ်လေအဲကျတော့အကိုတို့ဗမာပြည်အတွက်ဒီလိုပြောမလဲအရန်ဂုဏ်ယူစရာကောင်းတဲ့နေရာလေးတစ်ခုပဲဖြစ်တယ်နော်ဟုတ်ကဲ့ကိုဒါဆိုရင်ဒီနေ့ဖူဟန်တက်ကောပရိသတ်ကြီးအောင်နော်အခုလိုမျိုးအရန်ကိုလာပါတဲ့အမရပူရမျိုးရဲ့အထင်ကရတစ်ခုဖြစ်တဲ့အခုလိုမျိုးရှုခင်းလှလှလေးမှာအကိုကဖူဟန်တက်ကောပရိသတ်ကြီးအတွက်ဘယ်လိုမျိုးတွေချက်ပြုံမလဲဒီနေရာနဲ့လိုက်ဖက်မဲ့အစားတောက်လေးပေါ့နော်ပြီးသွားလို့ရှိရင်ဘယ်လို decoration လေးတွေတင်ဆင်မှုတွေနဲ့တင်ဆက်မှာလဲဒီနေ့ဘလို့အစားအစာတွေကိုချက်မလဲဘလို့ decoration တွေလုပ်မယ်ဆိုတာကိုအခုအနေနဲ့ဖူရင်တကယ်ပြသက်ကြီးကိုစောင့်မျှော်ပြီးတော့ကြည့်စေချင်ပါတယ်ဟုတ်ရွှေရန်ရေးအကိုပထမဆုံးချစ်မဲ့ဟာတော့ဘာလဲဆိုလို့ရှိရင်ငါးကင်ပေါ့နော်ငါးကင်ဒီလိုမျိုးအင်းနဲ့မှာပေါ့နော်ရတဲ့ငါးဆိုလဲกินလို့ရတယ်ဘာငါးမျိုးဖြစ်ပေါ့နော်กินလို့ရမှာပေါ့နော်ဒီငါးကင်တွေအမျိုးမျိုးရှိတဲ့ထဲကပါဒီနေ့အကိုกินမဲ့ငါးကင်နည်းနည်းလေးအဲ့လို special ပေါ့အထူး special ပေါ့နော်ပွင့်တကူပေးတတ်တွေ့တယ်နော်စမအောင်ဆုံးဘာတွေလိုလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်တက်တုံအနီပေါ့နော်တက်တုံအနီပေါ့တက်တုံအနီနောက်ဆိုလို့ရှိရင်တက်တုံအဖြူရလိုမယ်ဒီဟာဟိုမှပထမဦးဆုံးထောင်းနောက်လို့ရှိရင်ပါပါလိပြီးလို့ရှိရင်စီနဲ့သူကအရင်ဆုံးကြော်မှာပေါ့နော်စစဦးဒီမှာအဲ့ဒါကိုအရင်ဆုံးစပြီးအကိုလုံးမယ်နော်နောက်စီပူအောင်လုပ်လိုက်မယ်နော်စီပူရတဲ့ပြန်ထည့်အကိုပါထည့်မယ်လို့ရှိရင်တက်တုံဒီကကြော်ပြီးသားဟာတက်တုံပါလိထားပေါ့နော်ပါလိဟာအနီပေါ့နော်နောက်ဒီမှာရှိတာလေအကုန်ထည့်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တက်တုံအဖြူနော်တက်တုံအဖြူနောက်ခါလို့ရှိရင်ရုပ်တိအနှစ်ပေါ့နော်ရုပ်တိအနှစ်လောက်ထည့်လို့ရမယ်အရန် spicy ပေါ့ဟိုအရန်ဆက်ချင်ဆိုလို့ရှိရင်တော့ရုပ်တိများများလေးထည့်ပေါ့နော်နောက်ကဘာထည့်မလို့ရှိရင်ကိုစနွင်းမုတ်ထည့်မှာပေါ့နော်စနွင်းမုတ်ထည့်မယ်တကယ်တော့မလေးရှားမှာဆိုတော့စနွင်းမုတ်ဆိုစနွင်းအတက်ပေါ့နော်စနွင်းအတွက်အဆိုကိုသူကထည့်တာပေါ့တော့ဒီမှာတော့စနွင်းမုတ်ပေါ့နော်စနွင်းမုတ်ထည့်မယ်နော်ငပိထည့်မယ်နည်းများထည့်ရမယ်နော်ရောင်မအကုန်လုံးရောပြီးတော့ဝေပြီးတော့မှချက်လိုက်အောင်ပဲပေါ့နော်ကျက်သွားအောင်သူကဆက်ပြီးတော့ချက်တာပေါ့နောက်ခါကျလို့ရှိရင်ဒီအရသာရှိအောင်အကိုပါထည့်မယ်လို့ရှိရင်တစ်ခါတည်းအကိုဒီမှာစားနေထည့်မယ်နောက်ခါကြားထည့်မယ်နော်ကြားထည့်မယ်စာကိုပါပေါ့နော်နည်းနည်းချက်တုံလေးနုံးသွားရုံလားပဲဆက်နော်နုံးသွားရုံပဲနော်ဒီမှာဒါဆိုလို့ရှိရင်တော်တော်ရိုးလို့ချက်နေပြီပေါ့နော်ဒါကိုလိုရဲ့ step fish တွေပေါ့နော်ဒီနှစ်ပေါ့နော်ဒါဆိုရင်အကိုတို့ဒါ ready ဖြစ်သွားပြီဒါဆိုလို့ရှိရင်အကိုပါဆက်လုပ်ကြလို့ရှိရင်အကိုတို့ ready ဒီတန်ရှင်းအောင်လုပ်ထားတဲ့ငါးထဲမှာထည့်ပြီးတော့အကိုกินအောင်ပဲကျွန်တော်တယ်နော်ဒါရွှေရင်ဒါအကိုရကဒီငါးကင်မဲ့အနှစ်ပေါ့နော်ငါးကင်မဲ့နှစ်ချက်သွားလို့ရှိရင်နည်းနည်းလေးအေးခံထားမယ်အေးခံထားလို့ရှိရင်ခုနငါးကိုပြောင်းဆေးမှာပေါ့နော်โอเคဒီမှာတော့အကို ready ပေါ့နော်ငါးကိုပြောင်းဆေးထားပြီနောက်ဒီမှာအထဲမှာလို့ရှိရင်လည်းအကုန်တန့်ရှင်းထားပြီပေါ့နော်တန့်ရှင်းထားပြီစားရယ်နောက်လို့ရှိရင်မြို့ကောင်းမှုရယ်နေမှာပေါ့နော်ဟုတ်ကဲ့စားနေထည့်မယ်ဒီမှာစားနေထည့်မယ်နောက်ခါလို့ရှိရင်မြို့ကောင်းမှုနော်နောက်မြို့ကောင်းမှုပေါ့နော်အဲ့ပြီးလို့ရှိရင်ဒါအောင်မှအကိုဒီမှာနည်းနည်းလေးနေလိုက်မှာပေါ့နော်ဟုတ်ကဲ့အဲ့လို့ရှိရင်စားတော့မှာပေါ့နော်ဒီမှာထည့်လိုက်မယ်โอเคဆက်ထည့်မယ်အဲ့ဆိုလို့ရှိရင်ငါးကင်ရပြီပေါ့နော်အောက်မှာအကိုဒီမှာမီးသွေးပြီးဖို့ခုနအစင်းင်းလောက်ထိုင်မီးသွေးပြီးပေါ်မှာအကိုဒီငါးကိုกินလိုက်ရုံပဲနော်
ဒါမျိုးဆိုဒီနေမှာလို့ရှိရင် short တောင်းလို့ရှိရင်ငပြော short တစ်ခုနဲ့ထိမ့်ပြီးတော့ခြိထားလို့လည်းရတာပေါ့နော်အဲ့လိုငါးกินနေစီမှာဘာထည့်လို့မဆိုလို့ရှိရင်စီနည်းနည်းပေါ့နော်စီအပေါ်ကနေနည်းနည်းမကတ်အောင်စီလောင်းပြလို့ရမယ်နော်အဲ့ဒီနည်းနည်းကပ်ပြီးချင်းပြန်တုပ်လိုက်ပေါ့နော်အဲ့ဒါလို့ရှိရင်ဒီငါးกินကိုတက်တက်ထိအကိုဆက်ပြီးတော့กินလိုက်တော့မယ်နော်ကိုရင်မှုေးလာပြီမှုေးတယ်ဒီမှာကိုတို့ရဲ့ငါးကင်ဆိုတော့ကျက်သွားပြီပေါ့နော်ကျက်သွားလို့ရှိရင်ဒါကိုပကံများတဲ့ကိုထည့်မယ်နောက်ခါလို့ရှိရင်ဒီဟာအောင်မှဘယ်လိုစားမလဲဆိုလို့ရှိရင်ခုနကြော်ထားတဲ့အနှစ်ပေါ့နော်အဲ့ပိုတဲ့အနှစ်ကိုမှတခါဒီငါးနဲ့ပေါ့ပြန်ပြီးတော့မှနယ်စားလို့ရတယ်အဲ့လိုစားမယ်ဆိုလို့ရှိရင်အချင်းကြိုက်မယ်ဆိုလို့ရှိရင်တံမြာရည်နည်းနည်းညှစ်မယ်နောက်တော့ချင်းတံမြာရည်အရွက်ရှိလို့ရှိရင်လည်းတံမြာရွက်ကိုပပလှီးပြီးတော့အဲ့ခုနအနှစ်ဆဲမှာပြန်ထည့်မှာပေါ့နော်ထည့်ပြီးမှုေးသွားအောင်အဲ့လိုစားလို့ရတယ်တကယ်တော့အချင်းသဘောမျိုးပဲအဲ့လိုဖြော်ထားတာပေါ့တော့တကယ်တော့အရေဟာမျိုးတို့စားခြင်းလဲဆိုရင်တော့တံမြာရည်များထည့်မယ်ထည့်လို့ရှိရင်ရေလေးနည်းနည်းထည့်ပြီးတော့ဖြော်လိုက်တာပေါ့နော်ခုနအနှစ်ကိုပဲဖြော်ပြီးတော့ဒီငါးခင်ကိုမှငါးခင်နဲ့အဲ့လိုပြီးတော့တို့စားတာပေါ့နော်ဗမာတွေအကြိုက်ဖြစ်မယ်ထင်ပါတယ်ပေါ့ဆိုတော့ဟုတ်တယ်ကိုအဲ့လိုတံမြာလေးအမွေးနံလေးပြီးတော့အချင်းဆိုအီကြီးဟုတ်ပါတယ်အဲ့ကြတော့အဲ့ဒီလိုမျိုးငါးခင်ကိုခုနအနှစ်ကလေးရဲ့တံမြာရည်ရဲ့တို့ပြီးတော့စားလို့ရမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အကိုဒီပကံများတဲ့ကိုပြောင်းထည့်လိုက်ပါမယ်နော်โอเคဒါဆိုလို့ရှိရင်အကိုတို့ရဲ့ငါးခင်ရပြီပေါ့နော်ငါးခင်ပေါ့နော်ဒီဟာလဲဆိုအစာတုပ်ငါးခင်ပဲဒီအစာတုပ်ငါးခင်ကဟိုဘာလို့အခြေခံပြီးအကိုယူထားသလိုရှင်အင်းလေးထဲမှာဒီစားနေကြနာမည်ကျော်ပေါ့တော့ငါးဒုက္ခဆိုတာရှိတယ်ငါးဒုက္ခဆိုတာကစားဘူးလားမသိဘူးငါးဒုက္ခဆိုတာအဲ့လိုပဲသူငါးကိုမှပိုက်တောင်းမှခွဲပြီးတော့မှအစာတုပ်ထားတယ်ကျင်ထားတာပေါ့ငါးတာပေါ့နော်ဒါပေမဲ့ဒီနေ့ကအကူကအဲ့လိုမျိုးဟာကိုမှအခြေခံယူပြီးတော့မှအကိုရဲ့နော်ကိုပိုင် recipe သဘောမျိုးပေါ့နော် creation ပြန်လုပ်ထားတာပေါ့နော်အဲ့တော့ဒီဟာမှာကကိုကတိုမာတိုဆာဆာလို့လည်းခေါ်လို့ရမယ်ဒါလို့ရှိရင်ခရမ်းရင်ဒီနဲ့တက်တုံနဲ့တုပ်ထားတာပေါ့နော်အဲ့လိုမျိုးအတုပ်ကိုမှဒီငါးတွေကိုငါးအကောင်နဲ့ထဲကိုထည့်မှာပေါ့နော်ဒီမှာဘာတစ်ခုထူးခြားတယ်လို့ရှိရင်ငါးကလုံးဝအယိုးမပါအောင်အကိုငါးရဲ့ခလေကောင်ရိုးကိုအကုန်ထုတ်ထားပြီးသားနော်အဲ့တော့ပထမဦးဆုံးဘာလုပ်မလဲဆိုလို့ရှိရင်အကိုဒီမှာဆိုလို့ရှိရင်ခုနပြောလို့တိုမာတိုအတုပ်ပေါ့ခရမ်းနေတုပ်ပေါ့နော်ဒါဆိုလို့ရှိရင်တိုမာတိုပေါ့နော်တိုမာတိုထည့်မယ်ခရမ်းနေလို့အတုံးလေးပြီးထားရနော်ဒါမယ်နောက်ဒါတော့ကြက်သွန်အနီးပေါ့နော်ကြက်သွန်အနီးနောက်လို့ရှိရင်ကြက်သွန်ဖြူနော်သွန်ဖြူထည့်မယ်နောက်လို့ရှိရင်ဒါတော့ဇပလင်ကတော့ဒီဇပလင်ထည့်တဲ့အတွက်ကြောင့်ဒီနေ့သူထိုင်းနေပူပြီးတော့ထိုင်းအစားအစာတွေနည်းနည်းဆန်သွားတာပေါ့နော်ဇပလင်ထည့်မယ်ယူဒီစိမ်းပေါ့နော်ဒီစိမ်းကတော့ဒီအဆက်ကြလို့ရှိရင်တော့ပို့ထဲပေါ့နော်ဒီနေ့ကတော့အရန်အဆက်ကြီးတော့မဟုတ်ဘူးနော်အဲ့ဒီမှာတော့သူရှင်ကြက်သွန်မိတ်ရှိမယ်ကြက်သွန်မိတ်ထည့်မယ်နောက်လို့ရှိရင်နန်းမင်းပေါ့ဒါနန်းမင်းကိုပပတိထတာအခုကနန်းမင်းဆိုအရန်ကြက်တာနန်းမင်းမွေးလဲမွေးတယ်နောက်လို့ရှိရင်ဒီလိုမျိုးခင်းနေတုံးဆိုရှင်ငါးကင်နေဆိုလို့ရှိရင်အရန်လိုက်တယ်အကြကိုနန်းမင်းကိုများများလေးထည့်တာပေါ့နော်နောက်တစ်ခါလို့ရှိရင်ဘာထည့်လို့ရှိရင်စီစင်းရတော့ကိုဆော့နော်ဒီမှာလို့ရှိရင်ဟိုထည့်မယ်စားထည့်မယ်အခုကြားနေနဲ့ထည့်မယ်ပေါ့နော်ကြားနေနဲ့ထည့်မယ်နောက်ဆုံးကတော့အကိုတို့ဗမာဟင်းတွေမှာမပါဖြစ်တဲ့ငံပြာရည်ပေါ့နော်ငံပြာရည်နည်းနည်းထည့်မယ်အခုအဲ့ဒါဟိုမှာအကိုတို့အတုတ်လိုပါပဲနေလိုက်အောင်ပဲပေါ့နော်ဒါကိုနေလိုက်မယ်ခရမ်းညင်ဒီတုပ်ပဲเนาะခရမ်းညင်ဒီအတုပ်ပဲတကယ်တော့ဒါစီမပါဘူးပေါ့နော်စီမပါဘူးဒီစီမပါတာလွဲလို့ပေါ့ကျွန်တော်တော့ခရမ်းညင်အတုပ်လိုမျိုးပါပဲဒါပေမဲ့ဇပလင်လေးနဲ့ပို့သွားတယ်နော်ဇပလင်ပို့သွားတယ်ဘာလို့ရှိရင်အရန်မှုတယ်ဇပလင်အနံ့ရဲ့နောက်ခါကျလို့ရှိရင်ဒီခုနပြောတဲ့ဒီနန်းနမင်းပေါ့နန်းနမင်းနဲ့ဆိုလို့ရှိရင်အနံ့အရာဆိုတော့အရန်မှုနေတဲ့အလိုအတုပ်မျိုးပေါ့မှာဒါဆိုလို့ရှိရင်အကို stuffing ပေါ့ဒါလို့ရှိရင်ဒီငါးထဲမှာတွတ်မဲ့နော်အစာပေါ့နော်အစာဒါ ready ဖြစ်သွားပြီပေါ့နော်ဒီကတော့အခုခုနပြောလိုပဲငါးကိုအယိုးထုတ်ထားတာပေါ့နော်ဒီမှာဆိုရှင်ခလေယိုးလုံးဝမရှိတော့ဘူးပေါ့နော်တကယ်လုံးဝမရှိတော့ဘူးအဲ့ဒါမှဒီခုနတုတ်ထားတဲ့ခင်းနီတုတ်ကိုအထဲမှာထည့်ပြီးတော့မှအစာထည့်လို့ရမှာပေါ့နော်ထုံးစံတိုင်းပထမဆုံးဘာလုပ်ပြလို့ရှိရင်အခုစားနည်းနည်းထည့်မယ်နောက်ဆက်လို့ရှိရင်မြုပ်ကောင်းမှုပေါ့နော်မြုပ်ကောင်းမှုထည့်မယ်ဒါမှနည်းလိုက်အောင်ပေါ့နော်โอเคခရမ်းကျင်ပြီဟိုဒါဆိုဒီငါးကင်ကနောက်အရသာတစ်ခုဖတ်မယ်ဆိုတယ်နော်ခဏငါးကင်နဲ့ကွာသွားမယ်ကွာတယ်တော့ငါးကင်နဲ့ကွာတယ်ဒါဆိုလို့ရှိရင်ဒါဟိုမှအခုကျိုးနဲ့ချီနော်သူကကျိုးသုံးပါရမှာကျိုးသုံးပါရဒါဆိုလို့ရှိရင်တော့အပြင်ထွက်သွားမှာနော်
Disney show ပေါ့နော်ဒီစပားရွယ်ဆက်လေးဆိုပြိုးကင်းချီရဲ့ show ပေါ့အဲ့အောင်မှစစကိုရေးစိန်ထားရမယ်ရေးစိန်ထားပြီးတော့မှနော်ဒါမှချီလိုက်အောင်ပေါ့နော်ဒီလိုနှီးရချီရတာလွယ်တယ်โอเคအဲ့ဒါမှအခုဘာလို့လဲဆိုရှင်စီနည်းနည်းစီသုံးမှာပေါ့နော်သူကြတော့တခါရဲ့စီကိုလို့များများလောင်းချထားတယ်လောင်းချထားလိုက်မယ်ဟုတ်ဒါဆိုရှင်ဘီဘုံမှာတင်ပြီးတော့ကိုလိုဒီငါးကိုစက်တိချီပေါ့နော်ကိုလိုဆက်ပြီးกินမှာပေါ့နော်ဟုတ်ကဲ့ပါတကယ်ရင်းတွေအတွက်ဆိုလို့ရှိရင်တော့အလိုမျိုးတကောင်ချင်းဆိုရင်တော့ပိုပြီးအဆင်ပြေတယ်တိလာပြငါးကောင်ငါးခင်ကအကောင်အလက်ကောင်လေးတော့လို့ရှိရင်နည်းနည်းသေးတဲ့ဟာကိုရွေးပြီးလို့ရှိရင်အစာတုပ်ပြီးလို့ရှိရင်တကယ်ရင်းတယောက်လာလို့ရှိရင်တစ်ခါกินလိုက်နော်တယောက်တစ်ခါกินအဲ့မျိုးလေးပေါ့နော်နောက်လို့ရှိရင်လေဒီလိုမျိုးထုတ်ထတာကိုအစင်းလေးထားထားလို့ရှိရင်ပါတီမှာပေါ့လာတဲ့တငင်းလာလို့ရှိရင်ကိုယ်စိတ်ကြိုက်ပေါ့နော်အဲ့မှာဒီမီးဖို့လေးရှိမှာกินပြီးစားရင်အဆင်ပြေအဲ့ဒါလို့ရှိရင်ဘယ်လိုလဲပျော်စရာကောင်းတာပေါ့နော်သိရမလားကိုယ်စိတ်ကြိုက်အကျက်လဲမလို့အကျက်နော်တချို့တချို့ကတည်းကတူတာကျတယ်တချို့ကမတူးလေတယ်မလားအဲ့ကျတော့စိတ်ကြိုက်ကိုယ်တငယ်ချင်းကိုလည်းกินခိုင်းလို့လည်းရတယ်နော်အဲ့ကျတော့ barbecue party ပေါ့ဟုတ်ကဲ့ barbecue party activity ပေါ့နော် barbecue party လေးပေါ့နော်barbecue starfish လို့လည်းခေါ်လို့ရတယ်အစာတော့ငါးခင်ပေါ့နော် ready ဖြစ်သွားပြီအဲ့ဆိုလို့ရှိရင်အခုဒီပကံများတဲ့ကိုပြောင်းထည့်လိုက်မှာပေါ့နော်ဒီကခုနအကိုပြောသလိုပဲဒုတိယဟာတော့ဒီ Tamarind prawns ဆိုလို့ရှိရင်မကြီးမဲ့ပစုံပေါ့နော်ပစုံဒီမှာဆိုလို့ရှိရင်အကိုဒါပစုံတန်ရှင်းလို့ထားပြီးပြီဒီလိုမျိုးအခွန်ရိုက်ခွာစရာမလိုဘူးဒါအောင်မှအကိုဒီအပေါ်မှာရှိတဲ့ဒီ tail ပေါ့ဒါလို့ရှိရင်အဲ့အမွေကိုညှက်ထားတာပေါ့နော်โอเคအရန်လွယ်ဒီဟာပထမအဆုံးဘာလို့မလို့ရှိရင်တို့တန်ရှင်းအောင်လုပ်ထားတဲ့ပစုံကိုမှအကိုစစဦးမကြီးမဲ့ရေပေါ့နော်ဒီလိုမျိုးမကြီးရေပေါ့မကြီးရေကိုကြာအရန်ပြအောင်လုပ်တယ်ဘာလို့ဆိုတော့အဲ့ဒါမှသာဒီပစုံမှာသူကတ်ပါတယ်တကယ်လို့မကြီးမဲ့ကျဲသွားလို့ရှိရင်ဒီဟင်းမျိုးကမကောင်းဘူးအဲ့ဒါစစကိုအကိုပါထည့်မလို့ရှိရင်မကြီးမဲ့ရေအပြစ်ပေါ့နော်အကိုပြစ်လုပ်ထားတယ်နောက်တစ်ခါဒီမှာပါထည့်မယ်ဆိုလို့ရှိရင်ပဲငံပြရေအနောက်နော်ပဲငံပြရေအနောက်ထည့်မယ်ဒါတော့အယောင်သဘောမျိုးပေါ့နော်ပဲငံပြရေအနောက်ထည့်မယ်သူချက်လိုက်လို့ရှိရင်လည်းအယောင်ကတော့မဲလေးပဲနော်ဘလိုမျိုးဒီပမာပစုံချင်းချက်တဲ့လိုမျိုးတော့หนีရဲနေတာတော့မဟုတ်ဘူးနောက်တစ်ခါပါထည့်မယ်လို့ရှိရင်စားထည့်မယ်နောက်ခါလို့ရှိရင်တော့တရားဒီမှာဆိုလို့ရှိရင်ဒီကတရားနဲ့မကြီးမဲ့ရဲ့အရသာပဲသူကနည်းနည်းလေးအဲ့လိုချင်းချိုလေးပဲเนาะဒါအောင်မှကိုနေလိုက်မယ်ဒီဟာအောင်မှအခုဘယ်လိုလဲလို့ရှိရင်ခဏဒီ15မိနစ်20ဒါပေမဲ့အချိန်ရလို့ရှိရင်တော့အနည်းဆုံး2နာရီလောက်ပေါ့เนาะ2နာရီတော့နှက်ထားလို့ရတယ်ဒါပေမဲ့ခုတော့ဒီမှာဆိုလို့ရှိရင်အခုလေးပေါ်မှာဆိုတော့10မိနစ်15မိနစ်လောက်ပဲခဏပြီးတော့နှက်ထားမယ်ပြီးလို့ရှိရင်ဒါအောင်မှဆက်ပြီးတော့မှစီနဲ့ပြန်ပြီးတော့ကြော်မှာပေါ့เนาะဒီဟင်းကိုကိုဘယ်လိုစပြီးတော့ချက်တက်တယ်ဆိုတာလေးကိုအခုစစကိုပြအောင်မယ်ပြောပြပါအောင်ဒီအခုတငယ်ရင်ပေါ့ဒီအခုတငယ်ရင်ကဒီကွာလာလမ်ပူဒီမလေးရှားပေါ့နော်မလေးရှားမှာဆိုလို့ရှိရင်ပီနန်းကျွန်းမှာဆိုတာရှိအဲ့ပီနန်းကျွန်းမှာနေတဲ့တငယ်ချင်းအဲ့တငယ်ချင်းကသူကတရုတ်ညောညာလူမျိုးတွေဒီကအစားအစာကပီနန်းအစားအစာတစ်ခုပဲတော့ပီနန်းမှာဆိုလို့ရှိရင် seafood တွေအရန်ပေါ်ရတယ်ကျွန်းပေါ်ဆိုတော့ပစုံဆိုရင်သူတို့ကဒီလိုရိုးလေးပဲစက်တုံဖြူနဲ့စက်တုံအနီနဲ့ကြော်ရင်ကြော်ဆိုလို့ရှိရင်ဒီလိုမကြီးမဲ့ရည်နဲ့ဒီလိုမျိုးကြော်တဲ့နီးလေးပေါ့သူအများကြီးလှုပ်ရှားနေရှိတယ်သူတို့အလဲသွားရင်အကိုဒီဟင်းလေးကိုသူတို့စီမှာတင်ထားတာပေါ့နော်ဒါအကိုရဲ့ပီနန်းတငယ်ချင်းအမှတ်တရဟင်းလေးပေါ့နော်ပြီးတော့လည်းလွယ်ကူတယ်နော်လွယ်တယ်အဲ့လိုရှင်ဒီမှာအခုပြီးသွားဆိုဒီမှာပစုံကစီရလဲပူနေပြီပေါ့နော်အဲ့လိုကြီးကိုဒီမှာထည့်ပြီးတော့ကြော်လိုက်လွယ်တယ်မြန်လဲနော်ဟုတ်ဒီထားမှာအဲ့လိုနှက်ထားတဲ့အချိန်လေးတစ်ခုပါပဲကျွန်တော်ဟာတော့နော်အဲ့လိုဒီပစုံဆိုတာအကျန်းအကြိုက်ချက်စားမလို့ဘူးနည်းနည်းအဲ့လိုကွေးသွားပြီးတော့ဒီအနေအောင်တန်းလာလို့ရှိရင်ဒါပစုံဆိုတာချက်တာပေါ့နော်โอเคဒါဆိုလို့ရှိရင်အကိုတို့ရဲ့ပစုံเนาะချက်နေပြီအဲ့ဒါကိုစအောင်မြည်ကြည့်လိုက်မယ်အကိုတို့ပထမဆုံးတစ်ကောင်လောက်เนาะဟုတ်တော့အဲ့ဆိုရင်အကိုတို့ရဲ့တာမင်းပရင်ဘော့เนาะပစုံပေါ့ဒီပစုံ ready ဖြစ်သွားပြီဒီနေ့ရလေးရတယ်နော်ကိုစားလို့ရတယ်ဒါဆိုရန်လဲလွယ်တယ်မြန်တယ်ဟုတ်ဒါဆိုရင်အကိုတို့ရဲ့ Tamarind prawns ဒါပြောလို့ရှိရင်မကြီးမဲ့ရေပစုံပေါ့နော် ready ဖြစ်သွားပြီအဲ့လိုရှိရင်အကိုတို့ဒီ food and deco ရဲ့အစင်လာတဲ့အကိုဘာလို့ဆိုလို့ရှိရင်အကိုတို့ဒီလိုလှပတဲ့အင်းနဲ့လိုက်ညီတဲ့ table setting ပေါ့နော်အဲ့လေးကိုအကိုတို့စပြီးတော့လုပ်ကြမယ်နော်ဟုတ်ကဲ့ဟုတ်
ဟုတ်တယ်အခုဆိုလို့ရှိရင် table setting စတော့မှာဆိုတော့ကြတော့ဒီလိုမျိုးပေါ့နော်ဥပိန်တိုင်းနဲ့ live pad တဲ့ table setting မျိုးကိုအကူက Food and Decor ပရိသတ်ကြီးကိုဘယ်လိုတင်ဆက်ပေးမှာလဲ Okay အကူစီစဉ်ထားတာဒီနေ့ outdoor table setting outdoor table setting ဆိုတော့ဒီ flower arrangement ဆိုတော့ basic flower arrangement ပေါ့နော်အဲ့လိုရိုးရိုးလေးပဲလွယ်လွယ်ကူကူထုတ်လို့ရဟာပန်းမျိုးပေါ့နော်နောက်ခါတော့ရှိဒီအတုံးမဲ့ဒီပန်းတို့အရွက်တို့ဆိုလို့ရှိရင်လေဒီဈေးတွေမှာတော့လို့ရှိရင်အိမ်မှာအမြဲတမ်းဝယ်လို့ရတဲ့အရွက်တွေပဲဖြစ်ရမယ်လေနော်နောက်တော့ outdoor table setting ဆိုတော့သိရမလားအရင်elaborate ဘယ်လိုပြောမလဲအရင် grain တော့မဟုတ်ဘူး grain ကြရမဟုတ်ဒါပေမဲ့ outdoor setting မှာဆိုလို့ရှိရင်တကယ်ရလို့ garden ပုံစံမျိုးဘယ်လိုပန်းဝင်းပုံစံမျိုးလေးပေါ့နော်အဲ့လို flower arrangement မျိုးနောက်ဒီ flower arrangement မှာဆိုလို့ရှိရင်ကိုရွေးထားတဲ့ဟာဒါ clear vase တောင်းလို့ရှိရင်ဖန်ပန်းအိုးပေါ့နော်ဖန်ပန်းအိုးထဲမှာဒီလိုမျိုး flora foam sponge ပေါ့နော် sponge ထည့်မယ်ဆိုလို့ရှိရင်ဒီအစိမ်းအောင်တုံကြီးကိုမြင်းနေရမှာပေါ့နော်ဒီအောက်မှာအဲ့ဒါကြောင့်အခုဘာကိုသုံးလဲဆိုလို့ရှိရင်ဒီမန္တလေးမြို့မှာရောဒီအနေနဲ့ရဲရမှာရောအခုဗမာပြည်မှာဆိုလို့ရှိရင်အမြင်နဲ့ခူးလို့ရတယ်ဒါမှမဟုတ်ရှင်ဝယ်လို့ရတဲ့ဒါဆိုလို့ရှိရင် impact เนาะ impact ကိုမှအခုလိပ်ပြီးတော့မှဒီထဲမှာထည့်ထားတာပေါ့เนาะဒီလိုမျိုးလေးလိပ်လိုက်တာပေါ့เนาะဒါပြဖန်ခွက်ထဲမှာထည့်ထားတာတကယ်လို့ impact မရှိဘူးဆိုလို့ရှိရင်လည်းငပြောရွက်เนาะငပြောရွက်ဆိုလည်းရမယ်ဒါမှမဟုတ်ရှင်လည်းကိုယ့်အိမ်မှာရှိတဲ့တရွက်တစ်လှတွေဘယ်လိုပြောလဲရွက်နည်းနည်းကြီးတဲ့ဟာမျိုးပေါ့เนาะရွက်ကြီးလို့ရှိရင်တောက်ကာရမယ့်ဟာမျိုးပေါ့เนาะအဲ့ဒါသုံးလို့ရတယ်အဲ့တော့ဒီမှာဒီဖန်ပန်းဝတ်တစ်ခုလုံးမှာဒီ photo ကိုမမြင်အောင်ဆိုအကိုကနေပြီးတော့မှဒီ impact ကိုသုံးထားတာပေါ့เนาะOkay ဒီ flower arrangement မှာဆိုလို့ရှိရင်အကိုဘာစပြီးတော့သုံးမယ်ဆိုလို့ရှိရင် lily เนาะ lily ကိုစပြီးတော့အကိုသုံးမယ် lily ဆိုတာကဒါကတော့ဒီခုလောလောဒီခုခေတ်မှာပေါ့เนาะအရန်ကိုခစ်စားပြီးတော့မှဒီအချိန်မျိုးဝယ်လို့ရတဲ့ပန်းမျိုးပေါ့เนาะအဲကြောင့်အကိုဒီ lily ကိုရွေးထားတယ်ဒီမှာဆိုလို့ရှိရင် flower arrangement ဆိုလို့ရှိရင်အကိုဒါအမြင့်ဆုံးဒီ guy ကအမြင့်ဆုံးဟာကိုအကိုသုံးထားတာပေါ့နော် okay အဲ့ဆိုလို့ရှိရင်ဒီမှာဆိုလို့ basic ဘောမျိုးနဲ့အကိုအမြင့်တန်းဒီပန်းဝိုးထိုးနေကြပေါ့နော်ဒါဒီပန်းဝိုးထိုးနေကြ basic ပေါ့နော်ဒီမှာဆိုချောင်းထိုးမယ်ပြီးလို့ရှိရင် print စချတာပေါ့နော်ကိုယ့်ရဲ့ဘလောက်ပန်းဝိုးဘလောက်ကြီးမလဲဆိုလို့ရှိရင်ဒီရဲ့ဒီနှုံသားပေါ်မှာမူပြီးတော့ပေါ့နော်အဲ့ဒါလေးတိုင်းသွားမှာပေါ့နော်ဆိုရင်ဒါကိုလီဒီကိုအကုန်လုံးထည့်လိုက်တာပေါ့နော်အားလုံးတောင်၄တောင်မှဆိုလို့ရှိရင်လည်းဒီဟာဆိုလို့ရှိရင်ဒီ size ရသွားပြီပဲနော်နောက်တစ်ခါဒီမှာဆိုလို့ရှိရင်အားလုံးလွတ်နေနေရမှာပါစဖြစ်လို့ရှိရင်အရွက်ဒီနေ့တော့ဘာရုပ်သုံးလို့ရှိရင်ဒီကတော့လူတိုင်းသိတဲ့ကန်းကော်နော်ကန်းကော်ရွက်ပေါ့နော်ကန်းကော်ရွက်ကလှလဲလှတယ်နောက်ကြာရှည်လဲခံတယ်ပေါ့နော်ဒါဆိုလို့ရှိရင်နောက်တစ်မျိုးအကိုပန်းတစ်မျိုးကိုထည့်လို့ရပြီဒီနေ့တော့ဘာပန်းကိုသုံးမယ်ဆိုလို့ရှိရင်ကန်နမာပန်းအသေးလေးတွေပေါ့နော်ဒီစီလိုလဲခေါ်ပဲဒီကန်နမာပန်းအသေးလေးတွေပေါ့နော်ဒါမျိုးပန်းလေးတွေသုံးလိုက်တော့လို့ရှိရင်ပို့ပြီးတော့မှ तू ကEuropean ဆန်နဲ့တောင်လို့ရှိရင် garden ပုံစံဖြစ်သွားတာပေါ့နော်နောက်တစ်ခါကိုဘာထပ်တယ်လို့ရှိရင်အရွက်ပဲနောက်တစ်ခုရှိတယ်ရွက်လှရွက်နော်ရွက်လှရွက်ဒီလိုမှဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်းရွက်လှအိမ်တိုင်းမှာရှိတယ်ပေါ့နော်ဒီရွက်ကနော်အဲဆိုလို့ရှိရင်အရွက်နေနေပြည့်စုံဖြစ်သွားပြီဒီလိုမျိုးပန်းအသေးစားပေါ့နော်တချို့ဆိုလို့ရှိရင် peacock ဆိုတာရှိတယ်ဒီမှာတော့ကျယ်ပန်းလို့တချို့ခေါ်ရတယ်အဲ့လိုကျယ်ပန်းလို့ဟာမျိုးနောက်လို့ရှိရင် baby breath ဆိုတာကပန်းအသေးစားလေးရှိသေးတယ်အဖြူအောင်လေးတွေ baby breath ဆိုတာလည်းရမယ်ဒီနေ့တော့အခုပါသုံးလို့ရှိရင်မန္တလေးမြို့မှာရော